လက်ညှိုးလေးပေါ်တင်ပြီးတော့ခွင်းလေးတစ်ခုခောက်ပါမယ်ခွင်းလေးခောက်ပြီးတော့အဲ့ခွင်းလေးကိုဘေးကနေပတ်ပြီးအသားရလေးတစ်ပတ်ပတ်မယ်နော်ပြီးရင်နောက်တစ်ပတ်ထပ်ထည့်မယ်ဒါလေးစောင်းပြီးထည့်သွားရုံပါပဲပြီးရင်နောက်တစ်ပတ်ထပ်ပတ်မယ်ပတ်တဲ့ခါကျရင်ချိုးချောင်းလေးကိုအောက်ဘက်မှာရှိဖို့တတိထားပါမယ်ရှင်ကဲအပေါ်မှာကြံနေတဲ့ကျိုးလေးကိုအခွေလေးပြန်ခွေမယ်နော်ခွေလေးထဲကိုပတ်ထည့်တာတော့3ခါပဲထည့်ပါတယ်အခွေလေးကတော့ကျိုးကြံတော့အခွေလေးခွေပြီးတော့ချီတုပ်ပြီးတော့ထည့်ပါမယ်နော်ကဲချီတုပ်ပြီးထည့်လိုက်ပါပြီနားလေးတွေကိုတင်းတင်းလေးဖြစ်သွားအောင်ပြန်ပြီးညှိပါမယ်နော်ကျိုးလေးတွေကိုစာကနာလေးနဲ့တဲတဲ့ကိုအခွေလေးကိုရှစ်သွင်းပါမယ်ကဲဘေးဘက်ကထွက်နေတဲ့ဟာလေးတွေထပ်ပြီးညှိပါအောင်မယ်ကျိုးသွားတဲ့အတိုင်းလေးကိုစာကနာလေးနဲ့လိုက်ညှိပေးရပါလို့ရှင်မြန်လဲမြန်လွယ်လှလွယ်လဲလွယ်လှလဲလှတယ်နှိစီပန်းလေးပါနော်ကဲပြီးသွားပြီဘယ်လောက်မြန်လဲအဲ့ဒါလေးကိုခြေလေးနဲ့ပတ်ပတ်လေးတုပ်လိုက်ရပါပြီအနားပတ်ပတ်လေးကိုအချီလေးနဲ့တစ်ချက်စီလိုက်ပြီးတုပ်နိုင်ရပါပြီရှင်ခြီဆွဲတဲ့ခါကျရင်အရင်တင်းတင်းကြီးမဆွဲဘဲနဲ့တသားလေးဆွဲဖို့လိုပါတယ်နော်ခြီအတင်းဆွဲလိုက်တဲ့ခါကျရင်နှိစီပန်းလေးကပိန်ရှုံပြီးမလှဘဲနေမှာဆိုလို့ပါတသားလေးဆွဲပြီးခြီလေးထည့်အောင်တော့ဆွဲပြီးနှိစီပန်းကိုကြွတ်ကြွရလေးလုပ်လို့ရပါတယ်ကဲအနောက်ဘက်ကိုအချီထွက်ပြီးရင်ကျိုးလေးခောက်သိမ်းလိုက်ရင်ပန်းလေးပြီးပါပြီနော်ကျေးဇူးတင်ပါတယ်ပန်းချစ်သူတို့ရေ